အားလုံးပဲမင်္ဂလာပါလင်းရဲ့3ရက်တာ TikTok Master Free Class တန်းကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ Day 1ကိုစတင်ပြီးတော့သင်ပေးမှာဖြစ်ပါတယ်ဒီမှာလင်းအနေနဲ့မှာခြင်းတဲ့အချက်2ချက်ရှိပါတယ်နံပါတ်1တစ်ချက်ကပါလဲဆိုလို့ရှိရင်ဒီသင်တန်းကဗီဒီယိုကလစ်အတန်းဖြစ်တာဖြစ်တဲ့ကြောင့်မလို့စာတွေ့တွေကိုအများကြီးသင်ရမယ်လက်တွေ့ပိုင်းကတော့နည်းတာဖြစ်တဲ့ကြောင့်မလို့လင်းဘက်ကနေပြီးတော့အရင်ဆုံးမှာခြင်းတာကစာတွေ့သင်ပြီးပြီဆိုရင်လည်းလင်းဘက်ကအိမ်စာလေးတွေပေးမယ်ပေါ့နော်အဲ့အခါမှာဆိုရင်လည်းအဲ့ဒီအိမ်စာလေးတွေကိုအသေးချာလိုက်လုပ်စေချင်ပါတယ်အဲ့ပြီးတော့ရင်လည်းလုံးမသားလေးကိုယ့်အတွက်ရလက်ဆိုတာရရှိလာမှာဖြစ်ပါတယ် Day 1ကနေပြီးတော့ Day 3အထိအစာအစုံလိုက်ပြီးတော့ရင်ကြည့်စေချင်တယ်လိုက်ကြည့်ပြီးပြီဆိုရင်လည်းလက်တွေ့လိုက်လုပ်ဖို့လင်းဘက်ကနေပြီးတော့အရင်ဦးဆုံးမှာချင်ပါတယ်တကယ်လို့ကိုကလိုက်တော့တင်တယ်ဒါပေမဲ့လက်တွေ့လိုက်မလုပ်ဘူးဆိုရင်လည်းကိုယ့်အတွက်ရလက်ဆိုတာရရှိလာမှာမဟုတ်ပါဘူးဒါကိုလေးအနေနဲ့အရင်ဦးဆုံးမှာချင်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနေ့မှာတော့TikTok ဆိုတာကဘယ်လို application မျိုးလဲ TikTok ဆိုတာကဘယ်လို app မျိုးလဲဆိုတာကိုလင်းအနေနဲ့အရင်ဦးဆုံးပြောပြပေးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် TikTok ဆိုတာကဘာလဲ TikTok ကိုဘယ်သူထုတ်လုပ်ထားလဲ TikTok ကိုကနေပြီးတော့ TikTok ဆိုတာဘာလဲမသိဘူး TikTok ဆိုတာကဘယ်လို application မျိုးလဲကိုကမသိဘူးဆိုရင်ကိုကဥပမာအလုပ်တစ်ခုကိုလုပ်နေတယ်ဆိုရင်ကိုလုပ်နေတဲ့အလုပ်ကဘာအလုပ်လဲကိုရဲ့တထေးကဘယ်လိုမျိုးလဲဒီကုမ္ပဏီဒီအလုပ်ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုယ်တိုင်ကမသိဘူးဖြစ်နေတယ်ဆိုရင်ဘာနဲ့သွားတူလဲဆိုတော့ခဲမရှိတဲ့ပင်လယ်ပြင်မှာလက်ပစ်ကူးနေတဲ့သူတယောက်နဲ့သွားတူတယ်ဒီလိုမျိုးပဲပေါ့နော် TikTok ဆိုတာလေ TikTok ကဘယ်သူထုတ်လုပ်ထားလဲ TikTok ဆိုတာကဘယ်လို application မျိုးလဲဆိုတာကိုမသိဘူးဆိုလို့ရှိရင်ဒီလိုမျိုးနဲ့သွားတူနေတာဖြစ်ပါတယ်ဒါကြောင့်မလို့ TikTok ဘယ်သူထုတ်လုပ်ထားလဲ TikTok ဆိုတာကဘာအတွက်သုံးသင့်တာလဲဆိုတာကိုနင်းအနေနဲ့အရင်ဆုံးပြောပြပေးမှာဖြစ်ပါတယ် TikTok ဆိုတဲ့ application ကိုတရုတ်နိုင်ငံပေါ့နော် Short ဆိုတဲ့ဒီတရုတ်လူမျိုးကနေပြီးတော့ထုတ်လုပ်ပေးထားတာဖြစ်တယ် TikTok ဆိုတဲ့ application က2019မှာစတင်ပြီးတော့ပေါ်ပေါက်ပြီးတော့2018နောက်ပိုင်းမှာမြန်မာနိုင်ငံလူတွေစပြီးတော့သုံးစွဲလာခဲ့တာဖြစ်တယ်ဒါပေမဲ့လင်းတို့အနေနဲ့ TikTok ဆိုတာကစော်ရမယ်ကားရမယ်ဆိုရမယ်ဒီလိုမျိုးပဲထင်ခဲ့တာပေါ့နော်ဒါပေမဲ့2024နောက်ပိုင်းမှာ TikTok မှာဆိုလို့ရှိရင်သမားတွေဆိုရင်ဈေးကွက်တွေချလာပြီးဈေးတွေစတင်ပြီးတော့ရောင်းလာပြီးတော့ TikTok ကို marketing ချလို့အကောင်းဆုံးနေရာတစ်ခုဖြစ်လူတိုင်းအသုံးပြုနေပေါ့နော်ဒီသင်တန်းကိုလာတက်တဲ့သူတွေအကုန်လုံးကလည်း TikTok ဆိုတဲ့နေရာကိုကဈေးကွက်ချဖို့အဖြစ်ကိုကအသုံးပြုဖို့ပေါ့နော် TikTok မှာဗီဒီယိုတွေဘယ်လိုမျိုးဖန်တီးရမှာလဲဆိုတာကိုကိုယ်တိုင်ကသိချင်လို့ဒီသင်တန်းကိုလာပြီးတော့တက်ရောက်တာဖြစ်တယ်ဒါကြောင့်မလို့ TikTok ဆိုတာကဘယ်လို application မျိုးလဲ TikTok ဆိုတာကဘယ်သူထုတ်လုပ်ထားလဲဆိုတာကိုအရင်ဦးဆုံးအနေနဲ့ပြောပြပေးတာဖြစ်ပါတယ် TikTok ဆိုတာဘယ်လို application မျိုးလဲဆိုတာကို၃မျိုး၃စာခွဲခြားပြီးတော့ပြပေးမှာဖြစ်ပါတယ်နံပါတ်1တစ်ချက်ကပါလဲဆိုတော့ TikTok ဆိုတာက New TV နဲ့သွားတူတယ် New TV ဆိုတာအိမ်မှာလင်းတို့ TV ကြည့်တယ်ပေါ့နော် TV ကြည့်တဲ့အခါမှာဆိုရင် TV မှာဆိုရင်ကိုကြိုက်တဲ့ channel ကိုကြိုက်တဲ့ line ကိုကြည့်လို့ရတယ်ကိုကဥပမာသတင်းကြည့်ချင်တာလားဒါမှမဟုတ်ချင်းမြန်မာဇာတ်လမ်းတွေကြည့်ချင်တာလားကိုရီးယားဇာတ်လမ်းတွေကြည့်ချင်တာလားပေါ့နော်ဒီလိုမျိုးကိုမျိုးကိုကြိုက်တဲ့ channel ကိုနှိပ်ပြီးတော့ရင်ကြည့်လို့ရတယ်ဒီလိုပဲ TikTok မှာလည်းဒီလိုပဲပေါ့နော်TikTok မှာဆိုလို့ရှိရင်လည်းကိုကfood vlogger ကြည့်ချင်တာလားဒါမှမဟုတ်ရှင် skin care ဘိုင်းကိုကြည့်ချင်တာလားမင်းသမီးမင်းသားမေးမြင့်မို့ကြည့်ချင်တာလားဝတ်မုံရွှေကြည့်ချင်တာလားဒီလိုမျိုးကိုကြိုက်ရိုက်ရှာပြီးတော့ရင်ကြည့်လို့ရတယ်New TV နဲ့အတူတူပါပဲဒါကတော့နံပါတ်1တစ်ချက်နောက်ထပ်နံပါတ်2တစ်ချက်ကပါလဲဆိုတော့ TikTok ဆိုတဲ့ application က entertainment ဆိုတာကလူတွေပျော်ရွှင်ရမယ်ရတာတွေပေးနိုင်ရမယ်ဒီလိုမျိုး application တစ်ခုဖြစ်တယ်ဥပမာလင်းတို့တွေအပြင်မှာဗီဒီယိုတွေသမားဗီဒီယိုတွေကိုကြည့်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုတစ်ပုဒ်ကပျော်ရွှင်မှုပေးနိုင်တယ်ရတာပေးနိုင်တယ်ဆိုလို့ရှိရင်လင်းတို့အနေနဲ့ကြည့်တာဖြစ်တယ်လင်းတို့အတွက်စိတ်ခံစားမှုတစ်ခုခုရမှလင်းတို့ကကြည့်တာဖြစ်တယ်ဒီလိုမျိုးပဲကိုဗီဒီယိုဖန်တီးတဲ့အခါမှာဆိုရင်လည်း TikTok မှာဗီဒီယိုတွေဖန်တီးမယ်ဆိုရင်လည်းဒီလိုမျိုးကိုယ့်ရဲ့ဗီဒီယိုမှာ entertainment တစ်ခုခုထည့်ပေးဖို့လည်းပြောချင်တယ်ပေါ့နော်ဒါကတော့ TikTok ဆိုတဲ့ application က entertainment channel ဖြစ်တာဖြစ်တဲ့ကြောင့်မလို့ကိုဖန်တီးနေတဲ့ဗီဒီယိုမှာလည်း entertainment တစ်ခုခုထည့်ပေးဖို့လည်းပြောချင်ပါတယ်ဒါကတော့နံပါတ်2တစ်ချက်နောက်ထပ်နံပါတ်3တစ်ချက်ကပါလဲဆိုတော့နင်းတို့တွေကဒီ TikTok ဆိုတဲ့ application ကဘာနဲ့သွားတူလဲဆိုရင် social media နဲ့သွားတူတယ် social media ဆိုတာက public ပေါ့နော်တကဘာလုံးသိတာတကဘာလုံးကိုပြလို့ရတဲ့အရာဖြစ်တယ်လင်းတို့တွေကဒါပေမဲ့ဗီဒီယိုဖန်တီးတဲ့အခါမှာဇက်တိုက်ဖန်တီးဖို့တော့လိုတယ်ပေါ့နော်ဇက်တိုက်ဖန်တီးတဲ့အခါမှာကိုယ့်ရဲ့ channel အတွက်ကိုတိကျထားတဲ့ channel တစ်ခုကိုရွေးချယ်ထားတယ်ကိုကလည်းဇက်တိုက်လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကတကဘာလုံးအထိကိုတောင်ရောက်သွားနိုင်တယ်ဒါကတော့ TikTok ဆိုတာလို့ social media platform တစ်ခုအဖြစ်လဲလင်းတို့သတ်မှတ်လို့ရတယ် TikTok ကိုသုံးပြီဆိုလို့ရှိရင်ဒီ3ခုနဲ့ကိုသွားပြီးတော့ရင်ဗီဒီယိုတွေဖန်တီးလို့ရတယ်ဥပမာ New TV မှာဆိုရင်လည်းကိုယ့်ရဲ့ channel ကဘာ channel လဲပေါ့နော် TikTok မှာကိုဗီဒီယိုစပြီးတော့ဖန်တီးတော့မယ်ဆိုရင်ကိုယ့်ရဲ့ channel ကဘာ channel လဲဆိုတာကိုအသေးအချာရွေးချယ်ရမယ်ဥပမာကိုက skin care ရောင်းမယ်ဆိုရင် skin care
ဗီဒီယိုတွေပဲကိုဇက်တိုက်တင်တာမျိုးနောက်တစ်ချက်ကိုကအင်ကြီးရောက်မယ်ဆိုရင်လေအင်ကြီးနဲ့ပတ်သက်တဲ့အရာတွေ knowledge share နေနေအင်ကြီးနဲ့ပတ်သက်တဲ့အရာတွေကိုတင်တာမျိုးကိုဈေးဓာတ်ရိုက်ရောင်းမယ်ဆိုရင်တော့တန်းပြီးတော့ရောင်းလို့ရတဲ့အရာမျိုးပေါ့နော်ကိုရဲ့ channel ကိုအတိအကျမသတ်မှတ်ထားဘူးဆိုရင်ကိုရဲ့ channel ကရောသမမှုန်နေမယ်ဆိုရင်ကိုရဲ့ဗီဒီယိုလည်းပေါက်မှာမဟုတ်ဘူးကိုရဲ့ပစ္စည်းတွေလည်းရောင်းကောင်းမှာမဟုတ်ပါဘူးဒါကြောင့်မလို့နံပါတ်1တစ်ချက်အနေနဲ့ကိုရဲ့ channel ကိုအတိအကျရွေးချယ်ပါနောက်ထပ်နံပါတ်2တကပါလဲဆို entertainment ကိုဖန်တီးနေတဲ့ဗီဒီယိုမှာ entertainment တခုခုမပါနေဘူးဆိုရင်ကိုရဲ့ဗီဒီယိုမပေါက်ဘူးသိကြတယ်ဒါကြောင့်မလို့ကိုဖန်တီးနေတဲ့ဗီဒီယိုမှာ entertainment ပျော်ရွှင်မှုတွေထည့်ပေးမယ်ရတမျိုးစုံထည့်ပေးမယ်ဆိုရင်တော့ကိုရဲ့ဗီဒီယိုပေါက်မှာသိကြတယ်အဲ့တော့နံပါတ်1တစ်ချက်နံပါတ်2တစ်ချက်ပေါ့နော်နောက်ထပ်နံပါတ်3တစ်ချက်ကပါလဲဆိုကိုကတကဘာလုံး social media platform ကိုသုံးနေတာဖြစ်တဲ့ကြောင့်မလို့ကိုအနေနဲ့ဖန်တီးတဲ့အခါမှာဇက်တိုက်ဖန်တီးဖို့လိုအပ်ပါတယ်လူတွေအများစုထင်တာကကြတော့TikTok ဆိုတဲ့ application ကဆိုရမယ်ကရမယ်ဒီလိုမျိုး entertainment channel တစ်ခုဖြစ်မြင်ကြရတာဒါပေမဲ့အခုဆိုလို့ရှိရင် TikTok ဆိုတဲ့ channel ကဈေးကွက်ချလို့အကောင်းဆုံးနေရာ marketing ချလို့အကောင်းဆုံးနေရာတစ်ခုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဥပမာလင်းတို့ Facebook မှာဆိုလို့ရှိရင်လူအယောက်1000မြင်ဖို့ဆိုတာကလင်းတို့နေဗီဒီယိုတစ်ပုဒ်ကိုခက်ခက်လုပ်ရတယ်။ဒါပေမဲ့ TikTok မှာဗီဒီယိုတစ်ပုဒ်ပေါက်သွားပြီဆိုရင်အဲ့ဒီဗီဒီယိုက follower မရှိပေမဲ့လည်းကိုယ့်ရဲ့ဗီဒီယိုကကြည့်ရှုသူတွေရှိကို automatic ကိုရောက်သွားတာဖြစ်တယ်။ဒါကြောင့်မလို့ TikTok မှာဗီဒီယိုတစ်ပုဒ်ပေါက်ဖို့ဆိုတာလည်းလွယ်တယ်။လင်းတို့အနေနဲ့ပစ္စည်းရောင်းကောင်းဖို့ဆိုတာလည်းလွယ်ပါတယ်။မလို့ TikTok ဆိုတာကကိုယ့်ရဲ့ကုန်ပစ္စည်းကိုရောင်းလို့ချလို့အကောင်းဆုံးနေရာ marketing ချလို့အကောင်းဆုံးနေရာ TikTok မှာဆိုရင်ကိုယ့်ရဲ့ဗီဒီယိုတစ်ပုဒ်ကိုကနေပြီးတော့ဗီဒီယိုတစ်ပုဒ်ပေါက်သွားတယ်ဆိုရင်အဲ့ဒီဗီဒီယိုတစ်ပုဒ်ကနေပြီးတော့နောက်ထပ်3-4ရောက်အတွင်းကို TikTok algorithm ကနေပြီးတော့ကိုယ့်ရဲ့ဗီဒီယိုကိုပို့ပေးတာဖြစ်တယ်။ဒါကြောင့်မလို့ဗီဒီယိုတစ်ပုဒ်ပေါက်အောင်ကိုဗီဒီယိုတစ်ပုဒ်ရိုက်တက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ web YouTube customer တွေအသစ်တွေလည်းရမယ်ကိုယ့်ရဲ့ကုန်ပစ္စည်းကိုလည်းရောင်းချလို့ကောင်းမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ TikTok ဆိုတဲ့ application ကဈေးကွက်ချလို့အကောင်းဆုံးနေရာဈေးရောင်းကောင်းလို့ရတဲ့နေရာတစ်ခုဖြစ်ကိုတိုင်ကသိရှိထားမယ်ဆိုရင်တော့ TikTok application မှာကိုယ့်အတွက်ဝင်ငွေတွေအများဆုံးရရှိလာမှာဖြစ်ပါတယ်။ဒါကတော့ဒီနေ့ day 1မှာဆိုလို့ရှိရင် TikTok ဆိုတာကဘယ်လို application မျိုးလဲ TikTok ကိုဘာအတွက်သုံးသင့်တာလဲ TikTok ဆိုတာကဘာလဲဆိုတာဒီနေ့မှလာပြီးတော့မျှဝေပေးပြီးသွားပြီပေါ့နော်။မနေ့ပြန် day 2မှာဆိုလို့ရှိရင် TikTok မှာကိုယ့်ရဲ့အကောင့်ကိုဘယ်လို channel အဖြစ်တည်ဆောက်ရမှာလဲကိုယ့်ရဲ့ profile ကိုဘယ်လိုမျိုး professional ကြအောင်ပြင်ဆင်ရမှာလဲဆိုတဲ့အကြောင်းအရာတွေကိုလာပြီးသင်ကြားပေးမှာဖြစ်တဲ့ကြောင့်မလို့မနေ့ပြန် day 2မှာစုံပါမယ်။တကယ်လို့ကိုကနေပြီးတော့သိချင်တဲ့အကြောင်းအရာတွေမေးချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်းဒီမှာမေးထားပြီးပေါ့နော်။မနေ့ပြန်မှာလင်းအနေနဲ့အချိန်ရတဲ့အခါမှာပြန်ပြီးတော့ဖြေကြားပေးမှာဖြစ်တဲ့ကြောင့်မလို့မနေ့ပြန် day 2မှာစုံကြမယ်။